အဲ့တော့ဘုရားရှင်ကိုရောမြတ်ကြီးရှိစဉ်ပါပဲဖြစ်ခဲ့တဲ့ကိစ္စနော်တကျင်ရှို့ထားတဲ့အာနာဘကွက်သားကိုကဲတင်ရင်းနဲ့ပိတ္တာကြီးအသင်လူသားမသေးပါနဲ့ဩဟုတ်ကလားသေခြင်းတရားကိုလက်မခံပါနဲ့ဩတဲ့သင်ရှင်သန်နိုင်အောင်ကြိုးစားစမ်းပါအားပေးတာဟမ်လာပြီးတော့အားပေးတာပိတ္တာကြီးကအဲ့တော့အဲ့ဒီတခြင်းရှို့ထားတဲ့ပုဂ္ဂိုလ်အနာကိုလာအားပေးတဲ့အတန်ကိုဘယ်သူကြားလဲလက်ဆွေအမ်ဘသက္ကရနော်သက္ကာရမဟုတ်ဘူးနော်သက္ကရအမ်ဘသက္ကရဆိုတဲ့လက်ဆွေမင်းအဲ့ဒီပုဂ္ဂိုလ်ကလည်းဘင်းစိုးမင်းညစ်ယုံရင်ကြံတန်ရက်ဆက်ခက်ထန်ယုံမာသူနော်ကုံတွေအပြည့်နဲ့ဟမ်ယုံရင်ကြံတန်တဲ့တစ်ပိုင်းရက်ဆက်ယုံမာတာတစ်ပိုင်းဒါလည်းစကလုံးတိုင်းမှာအဓိပ္ပာယ်ရှိတယ်ရက်ဆက်တန်နဲ့ယုံမာတာနဲ့မတူသေးဘူးနော်အဲ့တော့သူမနေ့ကသူ့အပြုမှုတွေပြန်ကြည့်လိုက်ရင်ဒါရက်ဆက်ယုံမာတာတွေထင်ရှားတယ်နော်အဲ့တော့ဒီပုဂ္ဂိုလ်သည်ဒီအတန်ငါတိုင်းပြည်ထဲမှာဘယ်အတန်လဲကွာဆိုပြီးတော့သူလိုက်တော့သူတို့နှစ်ယောက်တွေ့ပြီအပြန်လန်ပြောကြပြီဆုံးကပ်ပြီမနေ့ကနော်အားလုံးဆုံးကပ်ပြီးတော့သင်္ကန်း80ထည်ပေါ့လေ80ထည်စားနဲ့ညီမြတဲ့ပစိုး80စုံလှူလိုက်လှူပြီးသာဓုခေါ်ပြီးတော့ဟိုပိတ္တာကြီးလွတ်သွားပြီမြန်လုံးမဖြစ်မှာဇက်ကအများကြီးကြံသေးတယ်နော်အဲ့တော့အဲ့ဒါလို့လွတ်မြောက်ပြီးတဲ့အခါသူတို့နှစ်ယောက်တွေ့နေကြနေရာမှာပြန်တွေ့ကြတော့ဟာမယုံနိုင်တော့အောင်ပဲတဲ့သင်ပြောင်းလဲသွားတာအဝတ်စားတွေကလည်းလှလိုက်တာငါးထက်တော့သားနေသေးတယ်ဟမ်နတ်အဝတ်နတ်စားနဲ့ဒီလက်ဆွေအနတ်အဝတ်စားဘယ်တူပါမလို့နော်အဝတ်စားတွေကလည်းတောက်ပြောင်နဲ့သင်ဟာပို့ပြီးတော့ခန့်ညားလာတဲ့ထွဲဝါလာတဲ့ဒါဟာငါလူလိုက်တဲ့ကုသိုလ်ကြောင့်လားဆိုတော့သင်အမြင်ပဲလေတဲ့သင်နဲ့ငါနဲ့လှုပ်ခဲ့ကြတာပဲမလားဒီကိစ္စသူတို့နှစ်ယောက်ပဲသိတာလေရှင်းတယ်နော်အဲ့တော့အဲ့ဒီယဟန်တော်ထဲမှာနေတဲ့ကပ္ပိတကနော်ယဟန်နာမည်ကဗါတယ်လေဒီနာမည်ထွင်တာတခြားမဟုတ်ဘူးကပ္ပိတကဆိုတာတော်ထဲမှာနေတာလူကပ္ပိယမရှိဘူးနတ်တွေပဲကပ္ပိယလုပ်ပြီးတော့နတ်တွေနဲ့ပဲနေတယ်နတ်တွေကဝေယဝဆပြုနတ်တွေပဲတရားနာကပ္ပိတကလေသဘောပါသလားနာမည်နဲ့ညီအောင်နေတဲ့ယဟန်အဲ့ဒီယဟန်သည်သင်ကြည့်ရင်တော့တဲ့ဒီပုဂ္ဂိုလ်ဟာသီလဝန္တပုဂ္ဂိုလ်လို့လည်းသိမှာမဟုတ်ဘူးတဲ့အရဟန္တယဟန္တာပုဂ္ဂိုလ်ကြီးလို့လည်းသိမှာမဟုတ်ဘူးအသိမခံဘူးကျေနပ်ကြလားသီဟိုခေတ်မှာရှိခဲ့တယ်နော်သီဟိုခေတ်မှာမအိမ်မနေကျင့်တဲ့ယဟန်တွေနော်လူတွေကလည်းဒီလိုပဲယဟန်တွေကျင့်ဝတ်တွေဝိနည်းတွေအကုန်သိနေကြတော့ကြောင်းသွားခေါင်းအောင်အိယာမမြင်ဘူးဆိုဟာကိုတော့အရှင်ဘုရားမအိမ်မနေကျင့်နေတာထင်တယ်ပြောလိုက်ရင်အဲ့ဒီလိုပြောလိုက်ရင်ဟိုကအထင်ကြီးမှဆိုတာနဲ့ယဟန်တို့မှာသိက္ခာပုတ်ရှိတယ်လူထင်ကြီးပြီးတော့လူတွေကလက်လာပပေါ်များအောင်ကိုအဲ့ဒါလိုမနေရအောင်အဲ့တော့မင်းဘာတွေလျှောက်ပြောနေတာကွာလူပဲဥစ္စာငါလည်းယဟန်ဆိုမဲ့လူဟမအိတ်လို့ဖြစ်မလားဆိုပြီးမှဒိဋ္ဌံကိုဖျက်ပြီးတော့အိပ်ပြသေးတယ်ထင်ကြီးသွားမှဆိုလို့အဲ့ဒါအပြစ်မရှိဘူးရှင်းသလားအဲ့ဒါကိုဟိုလိုဒီလိုဒီလိုပါကွာအိယာခင်းတာသိမ့်ထားတာပါဘာဖြစ်တယ်ညာဖြစ်တယ်ရှောက်လုံနေရင်ဒါသူ့မှာအပြစ်ရှိတယ်ဟိုကအထင်ကြီးနေပြီမှန်းသိရတဲ့နဲ့မှိန်ခံနေအပြစ်ရှိတယ်ကျင်းလားကျင်းပါပါဗျာသိကြတယ်အများကြီးရှိသေးတယ်နော်ထူးအောင်လုပ်ပြမှထူးတယ်ထင်နေတာနော်မထူးအောင်နေမှထူးတာမှန်ပါဗျာကျင်းသလားကျင်းပါပါဗျာဒါရင်ကောင်းပြီနော်အဲ့တော့ရှင်ဘုရင်ကယဟန္တာဖူးခြင်းလို့သွားသလိုနော်တောင်ထိပ်မှာနေတဲ့ယဟန်ကြီးတစ်ပါးသူနေတာပဲဆုံးခံစားလိုက်တရားအထုတ်လိုက်နေတာအဲ့တော့ရှင်ဘုရင်ကဘာလို့ဆိုတော့ယဟန္တာဖူးခြင်းနဲ့ဘုရင်များဆိုတာလည်းအဲ့လိုပဲစတန့်ထွင်တတ်နော်တော့ပါလားဒါတွေကအများကြီးရှိတယ်တို့ကမသိထားလို့မဖြစ်ဘူးလူတွေထဲမှာအဲ့လိုပဲပုဂ္ဂိုလ်ထူးမှဒီကိုတော်ကြီးမှဒီအထူးမှထူးကျင်နေကြတာထူးလာရှာရင်ယူမယ်ပြောတယ်နော်အဲ့တော့ရှင်ဘုရင်ကယဟန္တာဖူးခြင်းနဲ့ငါ
တိုင်းပြည်ထဲမှာတန်ဃာတွေအများကြီးกว่าယဟန္တာတပါးမှမရှိဘူးလားသူကဒီလိုလာတာအဲ့တော့သူပြောသလိုသာယဟန္တာမှဖူးမယ်ဆိုရင်တန်ဃာပျောက်သွားတော့မယ်တန်ဃာဂုံပျောက်တော့မယ်အဲ့တော့အတူကြီးတတ်တဲ့ညံနှုတ်နဲတဲ့အဖြစ်အားများတာပြောလို့ရှိတဲ့စကားကြိုက်တဲ့တန်ဃာကိုယဟန္တာအမှတ်နဲ့အရိယာတန်ဃာလို့ကြော့အရိယာတန်ဃာကဲ့သို့ကုသိုလ်ရရှင်းလားအဲ့ဒါသဘောမဟုတ်တော့အဲ့ဒါဘေးကလည်းကတ်မြောင်မင်းမြောင်ဆိုတာဟုတ်လားကတ်စားပြီးတော့မြောက်စားနေတဲ့ကောင်တွေရှိသေးတာဟုတ်အဲဒီလိုကောင်တွေကြောင့်မတိုင်းပြည်ရလည်းပြတ်တာဟုတ်နော်အဲ့တော့နားနေမြောက်ပြီးအားရှိတယ်ရှင်ပြပဲမဲတောင်ထိပ်ကယဟန်ကြီးတောင်ပေါ်မှာသတင်းသုံးနေတာတပားတဲ့အဲ့ဒါယဟန်နာခတ်တီသူလည်းသိတာမဟုတ်နော်ရမ်းချအဲ့ဒါဆိုဖူးမယ်လှုပ်ပြင်းရှင်ဘင်းကလည်းပြင်းဆိုတော့ तू လူလှော့တယ်သွားအဲ့ကိုရောကြီးစီသွားပြောကြည့်ဘယင်လာတော့မယ်နော်ရှင်ဘရင်ကယဟန္တာဆိုပြီးလာဖူးမှာကိုရောကြီးစီသွားသတင်းသွားပို့ကြည့်နှစ်ပေါက်တစ်ပေါက်ရိုက်မှာပေါ့ဗျာနော်လုံနေကြတယ်ပဲဟဟလားအဲ့တော့ကိုရောကြီးစီတခါလဲအမောတကောရှေ့ပြေးရသွားတယ်ပြီးရှင်ပြဆိုဟိုကသူ့ဟာနဲ့သူတပိတ်ကလေးဖုတ်ပြီးသင်္ကန်းချုပ်နေတာသင်္ကန်းချုပ်နေတော့ရှင်ပြဆိုအေးဘာဖြစ်လာတော့မေဟာပြိုင်ပြာနဲ့ကိုရောကြီးလှုပ်သင်္ကန်းလေးပါလေးတတ်ရယုံတတ်ရဝတ်သင်္ကန်းကောင်းလေးမရှိဘူးလားကိုတော့ဘာတော့ဟာမေဟာဟိုမှာရှင်ဘရင်ကရှင်ဘုရားလာဖူးမလို့လာပါစေလေကွာအားရကောင်လာတာပေါ့ဟမ်သဘောပါလားအေးအဲ့သူကသူအားလို့လာတာငါဘာလို့အောင်သင်္ကန်းလဲကြံမလို့ငါတိုးထားတာသင်္ကန်းမယ်စုပ်တာလဲသင်္ကန်းမယ်ကောင်းတာလဲအဲ့ဒါတခါလေးလာသေးတာရှင်ဘုရားကြော့ချင်းလို့သင်္ကန်းပတ်တယ်ကြော့ရင်ကောင်းကြော့ရင်ပြန်သွားလို့ရှုငါလို့ဟမ်သဘောပါလားသူကသင်္ကန်းပတ်ပြီးမှကြော့မဲ့ပုံစံမျိုးဘုန်းကြီးလာခိုင်းဘယ်တော့မှလာမခိုင်းနဲ့ဘုန်းကြီးကလူခိုင်းတဲ့လောက်ကိုမလုပ်ဒီဘုန်းကြီးနော်အဲ့တော့ငါအလုပ်လုပ်နေတယ်ကြော့ရင်ကြော့မကြော့ရင်နေငါကျေးဇူးသိရင်ကြော့လိုက်မယ်ကျေးဇူးမသိပြန်ဘယ်သူမှကြော့ပါလို့ငါစာချုပ်ချုပ်ထားတာမရှိဘူးဟာကိုတော့ဘာလုပ်နေအေးငါဒါလုပ်နေတယ်ပြန်မယ်ကိုတော့โอเคဘိုင်းကိုဘာပြဿနာမရှိဘူးရှင်းလားရှင်းပါပြီဟေးဟန်နေပန်နေငါလာမလုပ်နဲ့အဲ့တော့ဟိုကပုဂ္ဂိုလ်လည်းဒီတိုင်းပဲဟဲ့အောင်မင်းပြန်မင်းမရှင်မင်းလာကြောငါနဲ့မဆိုင်ဘာလို့ဖို့လာကြောမရှင်မြတ်ဒီလိုပဲယဟန္တာဖူးခြင်းတယ်လို့ပြောတယ်အဲဒါကြောင့်တပည့်တော်တို့သတင်းပေးလိုက်တယ်တပည့်တော်ဝန်ကြီးကနေမှဒီလိုပဲသတင်းပေးလိုက်ယဟန္တာတဲ့အရှင်မြတ်ကိုယဟန္တာလို့ပြောထားတယ်အဲ့တော့ယဟန္တာလို့နေယဟန္တာဂျိုပေါက်လာဟမ်အသားတွေဘာတွေဖြူးလာသလားခြေဝါးလက်ဖွားတွေများနုလာသလားတခါလေကြလက်ဖွားခြေဝါးလန်းဆန်းတဲ့လူကရှိသေးတယ်ဒီမှာကျွန်းတော်မောက်ကိုဖြစ်တော့သဘောပါသလားဘာမှမတူဘူးဒီခြေထောက်ကတော့ဘောလုံးကန်နေတဲ့ခြေထောက်နော်အသမာနဲ့တွေ့လို့လက်ရှသွားမယ်ကျင်တတ်သလားကျင်တတ်ပါဗျာအဲ့တော့ဟာအဲ့ဒါမင်းတို့လုံးမငါလုံးတယ်ပြန်ခိုင်းလိုက်ပြီးရှင်ဘုရင်ဟိုအခန်းထဲသတင်းပို့ပြီးပို့ပြီးအေးပေါ့ခတ်တီနဲ့တက်သွားရှင်ဘုရင်လည်းအပေါ်ရောက်ကိုရောကြီးဘာလုပ်နေလဲဆိုတန်ရာကြီးပေါ့အာရမှောက်ပြီးမြေကြီးပေါ်ဒုံးနဲ့ချဲတွက်သလိုလုံနေတာပေါ့နော်အဲ့တော့ဟိုကကြည့်လိုက်တော့ဘယ်မလို့မင်းတို့ယဟန္တာဆိုဟိုမှာဟာကိုတော့လုတ်ပြီးဒုက္ခပဲကြောင်းကြားထားတဲ့တန်တယ်ပေါ့ကြည့်ဟေးယဟန္တာတဲ့မြေကြီးဒုံးနဲ့ချစ်နော်ယဟန်ဆိုတာမြေကြီးတွေပဲဒုံးနဲ့မချစ်ရဘူးနော်အာဘသင့်နဲ့အဲ့တော့မြေကြီးဒုံးနဲ့ချစ်နေတာဘုရားနိတောင်နားမလဲတဲ့လူကယဟန္တာဖြစ်မလားကွရှင်ဘုရားအမိုင်ခတ်တည်နေသူလူပေါ်လူသောလို့ဟမ်သူသိထားတာလေးတပည့်6ပြားနဲ့အဟုတ်မှတ်အဲ့ဒါနဲ့ထွီထွန်လုပ်ပြီးပြန်လဲသွားဆိုတော့ငါတိုင်းပြီသွားပါပြီကွာတန်ဃာတွေသာတပုံကြီးရှိတယ်ယဟန္တာတစ်ပါးမှမရှိဘူးတယ်လို့လို့တော့ဟောဝန်ကြီးကသူ့ဟာသူတတ်တစ်ခေါက်ပြန်လာကိုတော့ဆွမ်းလောင်းအောင်ယူမနှက်ပါဘူးကိုတော့ဒီလိုပဲတပည့်တော်ပြောတာတကယ်ယဟန္တာမဟုတ်အောင်တောင်မှနည်းနည်းလေးဟန်ဆောင်လိုက်ပါလားအခုတော့အရှင်ဘုရားလုပ်တဲ့သာသနာပြတ်တော့မယ်ငါသာသနာပြတ်အောင်ဖျက်တာမဟုတ်ပြိုးလိုက်တာတဲ့ငါသာသနာတာဝန်ငါတာဝန်မင်းနဲ့မဆိုင်ဘူးပြန်မင်းတို့ပုထုဇဉ်နားလဲတာအရိယာမျက်လုံးနဲ့ကြည့်ရင်ဘာမှမဆိုင်ဘူးကွာယဟန္တာရဲ့လို့အဖို့ကံလို့သူတစ်ပါးဟိုသာယဟန္တာဖြစ်နေဖုတ်ဘယင်ကကြည်ညိုနေကြံတဲ့တန်ခါအားလုံးဂုံသိက္ခာညှိုးနွားတော့မယ်တန်ခါဂုံပြောက်တော့မယ်အဲ့ဒါငါတန်ဝမင်းမပူနဲ့ပြန်တယ်ပြီးတော့မှသူကပ္ပိယကိုသွားစမ်းအခေါင်းနှလုံးသွားလို့ချီဘာလို့တော့ငါအရနဲ့တိုင်းခေါင်းနှလုံးသွားလို့ချီဆိုတော့ကပ္ပိယလောက်ခိုင်းတော့သွားလှုပ်လာတယ်ခေါင်းနှလုံးကဲခေါင်းတော့ရောက်ပြီအရှင်ဘုရားခေါင်းကတော်သလားဘာလို့ကြည့်အောင်
ငါလည်းတော်မတော်ဝင်ကြည့်လိုက်ဦးမယ်ကွာနော်အဲ့တော့မင်းတို့ကြည့်ကြဆိုမှအခေါင်းထဲဝင်အိတ်လိုက်တယ်ပြန်တော်မူတော့ပြန်တော်မူတော့အခေါင်းကြီးနှလုံးနဲ့ကောင်းကင်ပြန်နေနော်ရှင်ဘုရင်နန်းတော်ပေါ်သွားဝဲနေတယ်အဲ့တော့အဲ့မှာနန်းဦးเจ้าဆရာတော်နော်ရှင်ဘုရင်ကိုးကွယ်ထားတဲ့နန်းဦးတိုက်ကကိုတော်ကလည်းစာချနေတယ်စာသင်သား900ကိုစာချနေစာချနေတော့တစ်မျိုးလုံးအုပ်အော်တောင်းလင်းဖြစ်ကုန်ပြီအခေါင်းကြီးနှလုံးကောင်းပေါ်ပြန်လာတယ်တောင်ပေါ်ကကိုတော်ကြီးရှင်ဘုရင်နေ့လေရသွားဖူးတယ်ကိုတော်ကြီးကအခုပြန်တော်မူလို့တယ်ကောင်းကင်ပဲဆိုတော့အုံဖြစ်တော့ရှင်ဘုရင်လည်းသတင်းကြားသွားပြီနော်သတင်းပေါက်လာတော့ဘာဖြစ်တာလို့ဆိုတော့အရှင်ဘုရားအရှင်မင်းကြီးဒီလိုပဲကောင်းကင်ပဲအခေါင်းနှလုံးဝဲနေတယ်ဟေးဘာဖြစ်လို့ဆိုတော့အခေါင်းဆိုကြောက်တယ်လေရှင်ဘုရင်ဟုတ်လားသူများသာတတ်တာသူသိမှကြတော့ကြောက်အဲ့တော့ဘုရားကြီးပြန်တယ်ဟဲ့ဘာဖြစ်တာတော့ဘောထွက်ကြည့်တော့အခေါင်းနှလုံးကဝဲနေဝဲတော့ဟာအဲ့ဒါဘလို့ဆိုတော့မနေ့ကသွားဖူးတဲ့ကိုတော်ကြီးသူကပြစ်မှားခဲ့ပြီထွီးထွာနေလောက်လာရှင်းတယ်နော်လောက်ကလေးကြီးဘာပြောလို့ပြောမှမသိကြောက်အဲ့ဒီအချိန်စာချနေတဲ့ကိုတော်ကြီးကစာသင်သားတွေပါရိုးဖြစ်လာစာချမရတော့ဟဲ့နင်တို့ဘာဖြစ်ကြတာတော့မှန်လားပါရှင်ဗျာတောင်ပေါ်ကိုတော်ကြီးပြန်တော်မူလို့တယ်အဲ့ဒါအခေါင်းထဲဝင်ပြီးအခေါင်းနှလုံးနဲ့ဝဲနေတယ်ဟေးဟုတ်လားဒါဖြင့်တန်ဃာတွေစုငါเจ้าကိုတော်တွေစုတို့လည်းဘုံကံရှိတဲ့လူမှီပြီးတော့ကြံဆုပ်လိုက်ဦးမကွယ်ဟမ်နော်အဲ့ဒါနဲ့တန်ဃာတွေအကုန်လုံးလက်အုပ်ချီပြီးတော့တောင်းပန်တယ်ငါရှင်တို့သွားเจ้าတိုင်အဓိပတိအကြီးဆုံးဒါပေမဲ့တန်ဃာဝတ်တရားရှိတယ်ငါရှင်တို့ငါပြောမှဆိုမှပြုမှကြံမှများရှိခဲ့ရင်သင်တို့ပေါ်မှာကာယကံဝစီကံမနောကံအပြစ်ရှိရင်ခွင့်လွတ်ကြငါ့ကိုဒီနေ့တော့ခွင့်ပြုကြတော့ငါအတွက်ချိန်တန်ပြီးဟိုမှာစောင့်နေတယ်သွားတော့မယ်ဆိုအဲ့ဒီကနေကောင်းကင်ကိုအဘိညာဉ်တကိုးနဲ့ပြန်သွားပြီးတော့အဲ့ဒီအခေါင်းထဲဝင်ပြီးတော့ပြန်တော်မူတယ်ကဲဒါမှဒါကြီးလေယဟန္တာကြီးပဲဘုသူသိတော့ဟေးသာသနာအလုပ်ကိုသူ့အလုပ်သူအားထုတ်နေကြတာဘယ်ဟာယဟန္တာဘယ်ဟာဒုတ်တိလမှဘသူမှခွဲလို့တန်ခါမြင်တတ်အောင်ကြည့်အဲ့တော့ဒီယဟန်ကြီးသည်ဘာလုပ်သွားတာသာသနာပြုတ်သွားတာဟဲ့ဘယင်မိုက်ဒီလိုမှတ်ထားလို့တန်ခါဂုံကိုပြသွားတာကျင်းသလားအဲ့တော့ကိုထင်တာရမ်းမလုပ်ကြနဲ့ဒါကြောင့်ပုဂ္ဂိုလ်ဒူးမရှာနဲ့ပြောတာကဲဒီစမပြီးပဲနေမှာသွားဆုံးနော်အဲ့တော့ကပိတကယန္တာအရှင်မြတ်ကြီးထံမှာရှိမင်းမဲအခုသင်္ကန်းလှူလိုက်လို့ငါဒါရတာဒီအကျိုးကျေးဇူးရတာပဲဆိုတော့အိုးထူးကြလိုက်တာကုသိုလ်တွေရဲ့သဘောတွေများယုံရမလို့တောင်းရှင်းနေပြီယုံပြီလို့မပြောသေးဘူးဟမ်ဗါတဲ့ယုံရမလို့သူ့မျက်လက်ပြနေတဲ့ထင်ဦးမှာဟုတ်ဗျာရှင်ပြင်းဆိုတာဘယ်သူမှယုံလို့မဖြစ်ဘူးသူ့ဟာသူတောင်းမယုံဘောပါလားအဲ့ဒါဘယင်ဒုက္ခအဲ့ဒါဦးဇင်းကဒါအံ့ဩတာရက်ွက်လူကြီးလူနေတဲ့ကောင်တွေအံ့ဩတာသဘောပါလားဒုက္ခဘယ်မှအေးချမ်းမနေရဘူးနော်ဘာမှကိုယ်ပိုင်ကိုယ်ဆိုင်မရှိဘူးအကုန်ကြောက်နေရတာဟဲ့ကောင်တွေလမ်းရှင်းပြီးပြီလားဆိုမှသူများရှင်းပြီးမှသွားရတာသူကသူမသွားရဲဘူးအဲ့ဒီဘဝမျိုးတော့တို့လုံးမလို့ချင်ဘူးကျင်သလားအဲ့တော့သူလည်းမယုံဘူးဒီပိဋ္ဌာငါ့ကိုလှည့်စားနေတာထင်တယ်မနေ့ကအဝတ်မဝတ်ဖက်လာပြီးဒီနေ့ကျမှဝတ်လာရင်ဘာတတ်နိုင်မှာလဲမယုံဘူးလေသူအဲ့တော့ယုံရမလို့တောင်းရှင်းနေပြီတဲ့ဆိုတော့ကဲကောင်းပြီတဲ့ဘယ်လိုကြောင့်ပဲဖြစ်အသင်မှာအခုအဝတ်တန်စာတွေရသွားတော့ငါဝမ်းသာပါတယ်တဲ့မိနဲ့ငါနဲ့မိတ်ဆွေဖြစ်ပြီပဲတဲ့နောက်အကြောင်းအားလျော်ဆိုငါတို့တွေ့ကြရအောင်ဟုတ်ပြီနော်ပိဋ္ဌာကြီးနဲ့ငါနဲ့မိတ်ဆွေဖြစ်သွားပြီအဲ့တော့ငါတို့မကြတွေ့ရအောင်စကားပြောအောင်မင်းနဲ့စကားပြောရတာပျော်တယ်ပေါ့နော်ဆိုတော့ဟိုပိဋ္ဌာကဟေးမင်းကြီးသင်ဟာယရဏသုံးပါးပေါ်ယုံကြည်သောတရားတရားရှိသူဖြစ်ပါအံ့ပေကံစွန့်ကြဲလိုတဲ့တွန့်တုံမှုမစ္စရိယစိတ်ကိုချိုးနှိမ်နိုင်သူဖြစ်ပါအံ့ဟုတ်ပြီနော်တရားလည်းရှိရမယ်မစ္စရိယလည်းကင်းရမယ်တရားမစ္စရိယကင်းသူဆိုရင်သင်နဲ့ငါနဲ့တွေ့မယ်တဲ့ရှင်းတယ်နော်သင်မှာတရားလည်းမရှိမစ္စရိယစိတ်အားကြီးတဲ့ပုဂ္ဂိုလ်ပြန်ဖြစ်မယ်ဆိုမင်းနဲ့ငါနဲ့နောက်ထပ်တွေ့ဖို့ရလမ်းမရှိဘူးတွေ့ခဲ့ရင်လည်းငါမင်းကိုစကားပြောလိုက်မယ်မဟုတ်ဘူးဟောအပိုင်ရှင်းသလားမင်းမှာတရားရှိမယ်မစ္စရိယစိတ်ကင်းမယ်ဆိုရင်မင်းနဲ့ငါနဲ့တွေ့မယ်လိုအပ်တဲ့စကားလည်းပြောမယ်
တရားလည်းမရှိမေစရိယစိတ်လည်းအာကြီးအောင်မယ်ဆိုရင်မင်းငါနဲ့နောက်ထပ်တွေ့เสียအကြောင်းမရှိတော့ကျင်းသလားမလွဲတာလို့တွေ့စကားမပြောတော့ဘူးကွာကျင်းကြလားနတ်ကဒီလိုပြောလိုက်တယ်ပြောလိုက်တော့မှမမတင်နမင်းကြိုက်သလိုဖြစ်အောင်တော့ကြိုးစားရမှာပေါ့လေငါကုသိုလ်အကုသိုလ်ကိုဘယ်လိုယုံရမလဲတဲ့ကုသိုလ်အကျိုးအကုသိုလ်အကျိုးကိုဘာနဲ့မင်းငါ့ကိုသက်သေပြမှာလဲတဲ့လုပ်ပြီရှင်းတယ်နော်လောလောဆယ်သူ့ရှေ့တင်သက်သေပြထားပြီဒါပေမဲ့ तू ဒီလောက်နဲ့မယုံသေးဘူးဘာနဲ့သက်သေပြမလဲတဲ့ဟုတ်ပလားဟိဘယ်လိုလုပ်ပြီးငါယုံရမှာလဲတဲ့သို့တော့ပြောသလို तू ထုတ်ဖို့ပြောတာပဲရှိတယ်မနေ့ကအဝဝမလာဘူးဒီနေ့ဝတ်လာရင်ဘယ်နဲ့လုပ်မလဲရှင်းတယ်နော်ကောင်းပြီတဲ့ဒါဖြင့်ငါနဲ့မင်းနဲ့အပေးယူတစ်ခုတော့လုံးမရတော့မယ်ပိတ်တာနဲ့ဘယင်နဲ့ပြောနေကြတာနော်မင်းနဲ့ငါနဲ့အပေးယူတစ်ခုမှလုံးမရတော့မယ်ဒီနေ့မင်းနဲ့ငါနဲ့တွေ့ကြရတဲ့အကြောင်းမှာတခြင်းရှို့ထားတဲ့ရာဇဝတ်သားကိုအကြောင်းပြုပြီးတွေ့တာဟုတ်ကဲ့လားကောင်းပြီအဲ့ဒီအကြောင်းပြုပြီးတော့မင်းအခုသင်္ကန်း၈စုံမင်းလှူပြီးပြီအဲ့ဒီလှူတာကိုလည်းငါကသက်သေရှိတယ်ငါသက်သေအမှုထားမယ်မင်းကုသိုလ်အကျိုးကိုငါနဲ့ထပ်တူရကြပြီးပြီတဲ့အဲ့ဒါလဲနောင်မှာသက်သေပြုเสียတခုပေါ့တဲ့ဒါပေမဲ့အခုတခြင်းရှို့ထားတဲ့ရာဇဝတ်သားကိုအကြောင်းပြုပြီးတွေ့ကြတော့ငါတို့နှစ်ယောက်လုံးမှာဒီတခြင်းရှို့ထားတဲ့ရာဇဝတ်သားရဲ့ကျေးဇူးရှိတယ်တဲ့ဟောကြည့်စမ်းသူတော်ကောင်းဆိုတာဒီလိုဟမ်တခြင်းရှို့ထားတဲ့ရာဇဝတ်သားကလှုပ်တော့မလှုပ်နိုင်ဘူးတခြင်းရှို့ခံထားရက်20ရှိပြီတဲ့မှတ်ထားနော်ပေါ်ပေါ်မမှတ်နဲ့ဘယ်လောက်ရှိပြီမသေးသေးဘူးဗျာတင်းကဘာလို့မသေးသလဲဆိုတော့နောက်လာလိုက်နော်သမင်းအသက်9ရက်မသေးပါဘူးရေသက်10မိနစ်မသေးပါဘူးအကြောင်းမကုန်ရင်သေးကုန်မသေးဘူးရှင်းလားရှင်းပါပြီဗျာအဲ့တော့ရာဇဝတ်သားကိုအကြောင်းပြုပြီးတော့ငါတို့ဆုံကြတာမလားတဲ့အေးဟုတ်တယ်ငါမှတ်မိတယ်အဲ့ဒါဆိုမင်းကလက်ဆွေမင်းဖြစ်နေတဲ့အတွက်အဲ့ဒီရာဇဝတ်သားဟာအခုအရက်20ရှိပြီတဲ့အဲ့တော့မင်းတို့ပြစ်ဒဏ်ဟာပြီးသွားပြီဟုတ်ပြီနော်မသေးတာသူကံတဲ့အဲ့တော့မင်းတို့လွတ်သိမ့်ပြီတဲ့လွတ်လိုက်တဲ့လွတ်ပြီးရင်မင်းအဲ့ဒီကပိတကဆိုတဲ့ယဟန်အရှင်မြတ်စီသွားငါပြောလိုက်မယ်အဲ့ဒီတခြင်းရှို့ထားတဲ့ရာဇဝတ်သားဟာအဲ့ဒီယဟန်ထံမှာအဆုံးမရရင်သူဒုတိယဘဝအပယ်ရောက်ကြောင်းကံနေအကုန်အဟောတိကံဖြစ်လိမ့်မယ်တကယ်လို့သူသေသွားရင်ဘယ်ရောက်မှာငရဲရောက်မှာအဲ့ဒီငရဲရောက်မဲ့အာကုသို့ဥပပစ္စဝေဒနိယကံနေအကုန်လုံးအဟောတိကံဖြစ်လိမ့်မယ်တဲ့အပရာပရိယကံလောက်ပဲကြံလိမ့်မယ်ကွာအဲ့ဒါမင်းသွားမေးကြည့်ဒါသက်သေပဲဟုတ်ပြီနော်အဲ့တော့သူတို့ပြောတဲ့အတိုင်းပြောလိုက်ရတာတို့တော့မျက်စိလေးကလေးကလေးနဲ့ဘာတွေပြောနေမှလည်းမသိဘူးနော်ဥပပစ္စတွေရောအပရာပရိယတွေရောကိုယ်စကားမှမဟုတ်ဘူးဟမ်အဲ့တော့ခင်ဗျားတို့ဝတ်မှာအမြဲဟေးအဲ့ဒါဝတ်မှာအမြဲပဲကြံမယ်ငရဲမှာပသွားမယ်ဥပပစ္စဆိုတော့သူငရဲသွားတော့မှဒုတိယဘဝမှာကံအကျိုးပေးပုံ၄မျိုးရှိတယ်ကံအကျိုးပေးပုံမထာမထဒိဋ္ဌဓမ္မဝေဒနိယကံဘာကံဒိဋ္ဌဓမ္မဆိုတာအခုပြုတ်လိုက်တဲ့အချိန်ကနေ9ရက်9လ9နှစ်အတွင်းအကျိုးပေးတာဒိဋ္ဌဓမ္မဝေဒနိယကံအခုပိဋ္ဌာကြီးအဝတ်ထည်ရသွားတာဒိဋ္ဌဓမ္မအခုသာတို့ခေါ်အခုရရှင်းတယ်နော်ဒါကံရဲ့အကျိုးပေးပုံတစ်မျိုးဥပပစ္စဝေဒနိယကံဒီဘဝအကျိုးပေးချိန်မရလိုက်ဘူးအခုလှုပ်ထားတဲ့ကံတွေဟာဒုတိယဘဝကျမှအကျိုးပေးတယ်ဒါကဥပပစ္စဝေဒနိယကံနောက်အပရာပရိယဝေဒနိယကံဆိုတာကကံတစ်ခုလှုပ်ပြီးတော့လက်ငင်းလဲအကျိုးပေးချိန်မရလိုက်ဘူးဒုတိယဘဝမှာလည်းသူ့အလဲမရောက်ဘူးမရောက်တော့တတိယဘဝမှနိဗ္ဗာန်မရောက်မချင်းဘာလဲလဲဘယ်ဘဝကတော့မလဲအလိုရလဲကြိုက်ကြတာနော်တတိယဘဝမှခုခင်ဗျားတို့အဲ့ဒါလိုလိုက်နေတဲ့ကံတွေကိုအပရာပရိယဝေဒနိယကံလို့ခေါ်တယ်ခင်ဗျားတို့သေကံနေကြရင်ဂရုကံကိုလှုပ်ထားတဲ့အမိတအဖသပိဿာနာနိယကံမရှိရင်သူကအကျိုးပေးစရာမရှိဘူးမရှိတော့
Garukan machine, Adanagan, Asainagan. Asainagan sura a mere putade, Koye, a mere putade gun, Asainagan. Erika and Joe Bay. Mabelo, Erika and a tetamia, Mashivu soye, Adanagan, a paraparia with a near Gania, Laro, Uya la Joe Bay. Tamu Bama, Simano, Maya, Wulu, Bior. She know? I don't pay that you like that. The Jane showed it. Yadu thou may lobe like, Lobe, me pony Koda, Eddie. Gabi the ga, Yahanda easy Koda Bido, Meno Diana. Eddie Giant, the Bogoha, now what Jobe me, a bay of Jonkan, a go hotigan, killing. Let she be so Bama, Kayame, wool of hay, Kayaram. Taparabria with a near gun, that of cheap yellow, Yow. Shenalai, the ball about the land. Tibuama Kayame Garo, Baloloma, Mayaro, Kayame Gambaye, Kango Kayame, Sayame Gambaye, Sango Sam, Mata, Yama Mayabu. Obola Elu, Boda Soma Boma, a Jume, Didi Jaja, Dishi Yonji Jim Mashilu, Camaro, Landlord like the Jan. Who's in the world? The Jones were the Mabe Sujinsu. Payasa Gaga Loy, Jana, Cancer. Shella. Shella. A Brabaria with a near can. Panema Chepelo, Mepo Nyanet on Chepelo. They were a Joe Bimecan, Pego Bime. Shema Mogla Lodero. Podangaya, Yahana Jibebia. Payashin Goromiaji. No, they were at John Mount St. Charles, Chema Bedwan. Payama or the Kajanabi. Eh? Payasura, Pimio Mematin. But the Wama, Duro, Lojan Lomayabu. Do Payajama, Chema Bedwan, Hoba Agudo, Giluno. Shena. Hanare, Binare, Piaudala. One or Labi Berinevansan. Say the Maboa, Dumia Lojangelo. And a Diboa, Joe Bedomas, or Dume Poria, Pello Yadala. Era mata, Bayaya, Kauluma, Melam Pita, Mempia Macau, Mempia. Shella Mempia Gangu, a tone chatted, Pocone, a toma chatted, Dabequal. A house out of a Tebama machine, the Bogo de Genzo de Mama. Jenadala, the Bobadala, Adu Pello Mamiau. Obano? Kamiaru la Kayame ba Gambaye. Kango Kama, Baduba Lolo Mamiao. A John Goma, a John Sinjema. The Bobola. Who's in Biola, the Bobola? Goma, Dama, Gama, go. Ya. Dama, Makin de do it, Kamiado, the Yado Loka Mamiao. Jonala? Any lamb Mamma Chile, Tadana, Nalamatu. How will I? Call me. At all. Now, minute, allows her that the Puma Yaro me, Meloji light. See, no? You know, I hope we, the Bioin, that Sanjay. I go to Yisima, me, Eddie, a Prabria, with Niakan, Uba Beza, with Niakan, with Nale, and Dolojo. Peda Lanyon be like. So, let's we make a like commies of be 12 labito, 2 norma, pay that barrel. Let's we many Suraga. Democracy Nina Ochoda, Lotto Ocho Senate. No? 2 the out here, Meme, Toa Lucy, Toa Panzi, Lolomia. She know? I don't do that Lotto Wonjide, Okolo Pian time beer. Hey, hello, Gabiora Nata Jadama, Gabio, Abazagara, Membabio Genaro. I go pay that in a do give me what, the low web yore. Edo, did the Jane show that Yazu Dangale, Banaya Sibi. Yana says she, Meno Anagala TV, Piet and let Jack and Bibi. Do Mother Veshin in a Tuka. I don't know Ubre Yale that Lutin a Chingo, Yaunebi. Hala, Joe Majare Ludon, Joe Cham, Mate Lobia. I don't put the Jane show her, Mate. I don't look Beja, Magamula, Pian time Bayare. Oh, Yazaine, yes, said the Janan, young Mare, so we must see can or she. Tobala, that little chipu gone. To Lochina, Yamlo, time baby, my low.
နော်ဒါလည်းအတူယူစရာပေါ့နော်အဲ့တော့လွတ်ရရင်မကောင်းဘူးလားဆိုလက်ဆိုရင်အမင်းများအားလုံးမဲခွဲဆုံးပြတ်တယ်ကန့်ကွက်မှမရှိနော်အားလုံးသဘောတူတဲ့ကိစ္စမျိုးသင်္ချမ်းရောက်ပြီးသားတကြီးလျှော်ပြီးသားသူ့အသူမသေးတာမင်းလွတ်ချင်လွတ်လိုက်ဟုတ်ပြီနော်လွတ်ချင်လွတ်လိုက်အရေးမကြီးဘူးတရားရုံးကိုသွားဥပဒေပြန်ကြည့်သားလွတ်လို့ရမရဒီလိုလာတာနော်အဲ့တော့ဥပဒေမှာပြန်ကြည့်တယ်ဒါလွတ်လို့ရပြီလွတ်ထိုက်ပြီ9ရက်နေလို့မှမသိရင်လွတ်ရမယ်အခုရက်20တောင်ရှိပြီဆိုသူတို့တောင်ပြန်တရားဆွဲလို့ရနေပြီသဘောပါလားအဲ့ဥပဒေရှိတဲ့နိုင်ငံဆိုအဲ့လိုဒါတွေမပြောတော့ပါဘူးနော်ဒါတွေမပြောတော့ပါဘူးဟမ်အဲ့တော့ဆက်သွားမယ်နော်လွတ်စိတ်ဘာလို့မလဲအဲ့တော့စိတ်ကောင်းဝင်နေပြီဖြစ်တဲ့အပ္ပသက္ကာရကလေပျော်နေတာလေ तू ကဒီရာဇဝတ်သားကိုလွတ်ပေးရတော့မဆို तू ဘာဖြစ်နေပြောနေတာ तू နဲ့လည်းအမျိုးမတော်ဘူး तू အမိတ်ကြတာအခုဗိဒ္ဓါကြီးနဲ့ပြောရင်ဆိုရင်လှုပ်ရင်းကြိုင်ရင်းနဲ့ तू စိတ်ထဲမှာဒါကုသိုလ်စိတ်တွေတိုးပွားလာတာနော်အဲ့ဒါနဲ့အာရဝါသပဲတခါတည်းမြင်းညိုကြီးကိုစီးတဲ့ပြီးအပြေးလာသွားရာဇဝတ်သားကိုတခါတည်းကြာနာနာတိမ်တိမ်မွေ့မွေ့တက်တောင့်တက်တာဖြစ်အောင် तू ကိုယ်တိုင်ပွေ့ချတယ်ကားစင်မောကနေတခါလေကျိုးတွေဖြတ်ပွေ့ချပြီးတော့တခြင်းကိုသူကိုယ်တိုင်နှုတ်တမားတော်တွေပါပဲခေါ်သွားတယ်ချက်ချင်းစိတ်ကုရှင်းသလားဘိုးပုဂ္ဂိုလ်ကလည်းဒီလောက်တခြင်းရှို့ပြီးတတ်တာကိုမသေးဘူးရက်ဘလောက်20နေပူမိုးရွာဒီတိုင်းပြစ်ထားတာဒါပေမဲ့ဘာဖြစ်လဲမသေးဘူးသူမသေးဘူးဆိုတာဒီနတ်ကသိတယ်ကျင်းသလားဘာလို့မသေးတယ်လဲဆိုလာမကြည့်အဲ့တော့ဒီပုဂ္ဂိုလ်ကိုခေါ်သွားပြီးတော့ခုနပြောတဲ့ကပ္ပိတကယဟန္တာကြီးစီခေါ်သွားတယ်အကျိုးအကြောင်းပြောပြပြီးတော့ဒီပိဋ္ဌာကဒီလိုပြောပြန်တယ်ရှင်းပြအဲ့ဒါနဲ့ဒီရာဇဝသားအခုတပြီးတော့ခေါ်လာတယ်အဲ့ဒါဖြင့်ဆေကုတော့ဂိလာနုပတ္တကယဟန္တာကြီးကိုယ်တိုင်ပဲတမားတော်တွေနဲ့အတူတူပြုစုပြီးသွားတာနဲ့ဟိုရာဇဝသားကလည်းဩတော်ပြီငါမှဒီလောက်ပင်ပန်းဆင်းရဲစွာခံခဲ့ရပြီးပြီပိဋ္ဌာကြီးကလည်းသူ့လာပြောတယ်အသက်ရှင်အောင်ကြိုးစားပါနော်အဲ့တော့ငါအသက်ရှင်တာဘာအတွက်လဲအဲ့တော့အတိတ်ပဲရှိတဲ့အသက်ရှင်ခြင်းဖြစ်အောင်ဆိုတော့ယဟန္တာကြီးကလည်းတဖြည်းဖြည်းသူ့ကိုတရားလေးတွေပြုစုရင်းနဲ့ဖြောင်းပြပြောဆိုသဘောပေါက်လာတော့သူယဟန်ဝက်လိုက်ဘာလို့လိုက်ယဟန်ဝက်ပြီးတော့မှကျမ်းမာရေးလည်းကောင်းလာပြီဆိုတော့မြားတစ်စင်းနဲ့2ယောက်ပြစ်တော့နော်သားကောင်2ကောင်ကိုမြားတစ်စင်းနဲ့ပြစ်အဲ့ဒီနေ့မှတရားစဟောတယ်နော်ကပ္ပိတကယဟန္တာကြီးကကဲမင်းတို့နားထောင်ကြပိဋ္ဌာကြီးကပြောလိုက်တယ်အပရာပရိယဝေဒနိယကံရဲ့ဥပပစ္ဆဝေဒနိယကံလူတယောက်ကံလှုပ်ထားပြီဆိုအကျိုးပေးဘယ်နှမျိုး4မျိုးနော်ဒိဋ္ဌဓမ္မအကျိုးပေးတာရှိတယ်ဒုတိယဘဝမှာအကျိုးပေးတာရှိတယ်တတိယဘဝမှာနိဗ္ဗာန်မရောက်မချင်းအကျိုးပေးတာရှိတယ်လုံးအကျိုးမပေးတော့တာရှိတယ်အကျိုးပေးပုံဘယ်နှမျိုးလဲ4မျိုးရှိတယ်ဆိုတော့အဲ့လိုလေ4မျိုးပြောလိုက်ရောလက်ဆူမင်းကအံ့ဩသွားတယ်ဟေးအကျိုးမပေးတာရှိသေးသလားရှိတယ်ဟုတ်ပြီနော်ခုခင်ဗျားတို့ကုသိုလ်အကျိုးပေးလို့ခြင်းလားအကုသိုလ်အကျိုးပေးလို့ခြင်းလားကုသိုလ်အကျိုးပေးလို့ခြင်းအကုသိုလ်ပါတွဲယူရမယ်ဟမ်ရေနံစီလို့ခြင်းသွားတိုက်စေးပါထုံမှရရှင်းလားသဘောပေါက်သလားကုသိုလ်ဟောအကုသိုလ်ဟောအကျိုးမပေးတဲ့အချိန်မှာလွတ်မြောက်ပါဒီနေ့အရေးကြီးပြီဟမ်ဘုရားတို့ကျိုးတို့ထွက်လန်းကိုသွားရမှာဟုတ်ဒီကုသိုလ်တွေအကုသိုလ်တွေဘာလို့အကျိုးပေးနေသလဲဒီမှာဒီခါကျတော့ဒါမပါလို့မဖြစ်ပြန်ဘူးနော်ကြည့်ဒီမှာဝေဒနာပစ္စယဘာလာလဲတဏှာဆိုတာအထောင်အဖွဲ့တဏှာပစ္စယဥပါဒံဆိုတာစွဲလန်းဆိုတော့သူတို့2ယောက်ကနှောင်ဖွဲ့ထားတဲ့တရားတဏှာဥပါဒနာပစ္စယကာမဘဝဒါဖြင့်လုံနေတဲ့ကာယကံဝစီကံမနောကံတွေသည်ဘု து တတ္တိနဲ့လုံဥပါဒံတတ္တိနဲ့တဏှာဥပါဒံရဲ့အုပ်ချုပ်ခြေလယ်မှုအောက်ကလုံနေတော့လုံသမျှကံတွေအပေါ်မှာကုသိုလ်ကံတွေလည်းသူတို့ကသိမ့်ထားတယ်သမုဒိယတအာယုဝနာထောနိဒာနာထောတန်ယောဂထောပလိဘောဓထောဆိုတာဒါ
နော်ဒုက္ခဝတ္ထုနဲ့ဒုက္ခအစုကိုအစင်မကွဲရအောင်ရှင်တွဲဆက်ဆက်ပေးထားတယ်ဆိုတာငါပြုတဲ့ကုသိုလ်ငါပြုတဲ့အကုသိုလ်ငါကံတယ်လို့သူတို့ကသိမ့်ထားပေးတာရှင်းသလားရှင်းပါဗျာဒီဉာဏ်ထောင်တော့ပြုသမျှကံတွေအကျိုးပေးအောင်သိမ့်ပေးထားတာဘာလို့လဲတဏှာဥပါဒံဆိုတဲ့သမုဒယသစ္စာအာယုဟနာထောနိဒာနာထောနော်အာယုဟနာထောဆိုတာဒုက္ခဝတ္ထုဒုက္ခအမှုကိုတခုမကြံတရားမစဲနော်အမြဲပေးအပ်ဆောင်နေတတ်တယ်ဟမ်သူကခမရတို့ဒုက္ခဝတ္ထုဒုက္ခအမှုလှုပ်ထားတဲ့ကံတွေဘာတခုမှမလွတ်เสียရဘူးတဲ့ပြန်ပေးမှသူသိမ့်ထားတယ်နိဒာနာထောစုဆောင်းပေးထားတယ်ဟမ်တန်ယောဂထောဖွဲ့ရှက်ပေးထားတယ်ဒုက္ခအမှုနဲ့ဒုက္ခအစုလည်းမကွဲစေရဒုက္ခဝတ္ထုဆိုတာခန္ဓာ၅ပါးဒုက္ခအမှုကကိလေသာကိလေသာနဲ့ခန္ဓာ၅ပါးခွဲလို့မကွဲအောင်သူကဆက်ဆက်ပေးထားတယ်ရှင်းသလားရှင်းပါဗျာတန်ယောဂထောဗလိဘောဓထောထွက်ရလမ်းကြီးမခရီးကိုဒါစီနောက်ရှက်ကန့်ကွက်ပေးထားတယ်ကံတွေမကုန်ကျင်တာသူတို့ပဲရှင်းသလားဒါမို့ခင်ဗျားတို့ကကုသိုလ်လေးလုပ်လဲကိုကုသိုလ်လေးနာမည်ပေါ်ပါစေနာမည်ပေါ်ခြင်းတာအကျိုးနဲ့ဗုဒ္ဓဘာသာတို့ရဲ့နဲခင်ဗျားတို့ဖျားစုဗုဒ္ဓဘာသာတွေနော်တခြားသောဘာသာတွေဦးဇင်းတို့သွားလေ့လာကြည့်တယ်သူလူတာဘယ်သူမှအသိမခံဘူးဟမ်လှူရတဲ့အကျိုးရှိတဲ့နေရာကိုမှလှူတယ်သူများဘာသာတွေများကြည်စားမျက်မမြင်ထောက်ပံ့ရေးတို့နော် AIDS ကယ်ဆယ်ရေးတို့မိဘေးရေဘေးကယ်ဆယ်ရေးတို့တကယ်ဒုက္ခရောက်နေတာတွေကြီးလိုက်လုပ်တယ်ဗုဒ္ဓဘာသာတွေကစားနိုင်တဲ့ကောင်တွေကြီးခေါ်ကြွေးပြီးပကာသနာလုပ်နေတယ်ရှင်းလားရှင်းပါဗျာငါအလူငါသားအလူငါလှုပ်ထားတာဒီထဲကကိုမထွက်ဘူးအာယုဟနာထောနိဒာနာထောတန်ယောဂထောဆိုတာဒါပဲဒုက္ခဝတ္ထုနဲ့ဒုက္ခအမှုကိုဘယ်တော့မှမကွဲရအောင်သမုဒိယကသိမ့်ပေးထားတာခင်ဗျားတို့ကံတွေကိုဒီမှာလေစရင်ကင်ကသေချာလိုက်တာဗန္နာဒိန်းကလည်းသေချာတယ်တခုမှမပြောက်စေရဘူးစရင်ကြိုက်တဲ့ချိန်စစ်တကံမှမလွတ်စေရဘူးလေကျင်းသလားကျင်းပါဗျာအဲ့ဒါကိုခင်ဗျားတို့ကစရင်တင်ကျင်လိုက်ရတာအမောသဘောပါသလားဘာလေးလူထားတာရေးပေးပါဦးနာမည်လေးထည့်လိုက်ဦးဟင်ငါလူထားတဲ့နာမည်လည်းမပါဘူးသဘောပါသလားကိုလူထားတဲ့ကြောင်ပြီးပလားတော့မကြည့်ပါဘူးနာမည်ထိုးမှလားယင်သဘောပါသလားရှင်းရရှင်းရလားရှင်းပါဗျာကျိုးနဲ့တကယ်ဖျားစုဗုဒ္ဓဘာသာဘုရားအဆုံးအမနဲ့လုံနေတာတခုမှမတွေ့ရဘူးဘုရားကအကြောင်းကျိုးကြည့်အောင်သိပြီးကြည့်ပြီးသိအောင်လုပ်ဆိုတော့ကိုလူတဲ့အလူပဲရောက်လို့ရောက်သွားမှလည်းမသိဘူးရှင်းလားရှင်းပါဗျာကျန်တဲ့ကွက်ကိုစီစစ်ကြည့်ပါဗျာတဲ့ပြောလို့မကောင်းသေးလို့နော်လှူတာအဲ့လှူလိုက်တဲ့အလူဘယ်ရောက်သွားသလဲဘယ်ခွေစားသွားလဲသိအောင်လုပ်ရှင်းလားရှင်းပါဗျာသာသနာအတွက်အဟုတ်အကျိုးရှိလားမရှိဘူးလားဆင်ခြင်အောင်ခဲတော့ဒါမဆင်ခြင်ဘူးနာမည်ပေါ်ချင်တာအဓိကသဘောပါသလားအဲ့ဒါကိုကသမုဒိယရဲ့တတ္တိရှင်းရလားရှင်းပါဗျာအဲ့ဒါအခုကပိတကယဟန္တာကြီးကခွဲဟောပြတယ်မင်းဒီကနေ့အကျိုးပေးနေတယ်ဆိုတာဟောဒီသမုဒိယသစ္စာတွေကြောင့်အကျိုးပေးတာกว่าတယ်ရှင်းသလားရှင်းပါဗျာသမုဒိယသိမ့်မှဒုက္ခငြိမ့်မှရှင်းတယ်နော်အဲ့တော့တန်တရားတစ်ခွေမှာတို့လဲလာတာသစ္စာဘယ်နှပါလဲနှစ်ပါးနှစ်ပါးလဲလာတာဘယ်နှပါလဲရှိတာကလဲနေတာကဒါဖြင့်ခင်ဗျားတို့ကျိုးတို့ကဟောဒီအယုတ်သစ္စာနှစ်ပါးကိုသုံးပြီးတော့အမြတ်သစ္စာကိုသပိတ်မောက်ထားတယ်ရှင်းသလားမေဃသစ္စာမလာခဲ့နဲ့နိရောဓသစ္စာမကြားချင်ဘူးသဘောပါလားအမိရှိမရှိအဖမရှိတကောင်ကျွတ်ဆိုရင်တော်တော်အားငယ်တယ်ထင်တာဟမ်မောင်နှမမရှိသားသမီးမရှိဆိုတော်တော်အားငယ်တယ်ထင်တာတကယ်ကတော့သမုဒိယမရှိလေကောင်းခုတော့မဟုတ်ဘူးသားရှိရင်သားအတွက်လည်းပူလဲရမှာဝတ်တရားကြည်တယ်ထင်တယ်တို့တရားဓမ္မတွေခဏခဏပြောမင်းသားလေးပူနေတယ်
ဟာသူအိမ်တော်ကြတော့ကလေးတောင်ရနေခင်ဗျားအလုံးမဟုတ်သူကသူဘယ်သွားလို့ဘာလုပ်နေလဲသူ့ခြေတော့ပေါ်သူရှာနိုင်လို့သွားတာခင်ဗျားပူစရာမလိုအဲ့ဒါလောကောကိုယ်တဲ့အိုးကိုရှာတာရှင်းလားဒီကြားထဲကသူတို့ပြောတယ်လူတက်ကြီးနင်တို့နဲ့တော့ငါတဲ့အိုးသွားတော့မနင်တို့မဟုတ်ကိုဆင်းကျင်နေတာတဲ့အိုးကိုချင်းလုံးလို့သဘောပါသလားသူ့ခြေတော့ပေါ်သူရနိုင်လို့သူ့လမ်းသူသွားခဲ့ပေါ့ပဲဗျဘာပူစရာလိုသေးတော့ကျင်သလားသဘောပေါက်သလားခင်ဗျားတို့သမုဒိယလေးကိုပြလိုက်ရမှာလောကအဟုတ်ထင်တာဟုတ်ဗျပြတာပြပါသမုဒိယတာပြထားရင်ကာမဘဝပြစ်เสียရိုးရိုးမလုံးနဲ့ဒေဩဇာတိဘာဇာတိလို့သမုဒိယကာမဘဝပြစ်เสียကာမဘဝပြစ်เสียဒေဩဇာတိပြန်လို့ကာမဘဝပြစ်เสียကာမဘဝပြစ်เสียဘာသစ္စာအုပ်ချုပ်ထားလို့သမုဒိယသစ္စာအုပ်ချုပ်ထားလို့သမုဒိယမသိမ့်သေး၍ဒုက္ခမငြိမ်းဘူးအဲ့တော့တန်တရားမှာဒုလှုပ်လာတာသမုဒိယလှုပ်လိုက်ဒုက္ခရလိုက်သမုဒိယလှုပ်လိုက်သမုဒိယလှုပ်လိုက်သမုဒိယလှုပ်လိုက်တန်တရားတစ်ခွင်လုံးသစ္စာဘယ်နှပါးနဲ့လဲဒုက္ခနိရောဓသိကိုမသိဘူးရှင်းတယ်နော်ဒါမို့လို့ခင်ဗျားတို့ခေါ်ဝေါ်ဘုံကဒီလိုလာတာသားလေးမွေးလားမင်္ဂလာသမီးလေးမွေးလားမင်္ဂလာနော်ကြိုးဆိုတယ်ဘာဖြစ်လို့ဒုက္ခများတော့မှာမို့လို့သားတယောက်တို့သားဒုက္ခမရောက်ဘူးလားသမီးတယောက်တို့ရင်သမီးဒုက္ခရောက်မှာအဲ့တော့ဒုက္ခဒုံလေးဝင်လာတော့အဲ့ဒီအတုံးခဲလေးကြကြိုးဆိုပွဲလို့လူတယောက်သေလို့ပြစ်လိုက်ရတော့ငိုးနေတယ်တကယ်တော့တကောင်သိရင်တဒုက္ခအေးတာကျင်သလားဒီလူရှိနေသူ့အတွက်ဒုက္ခရောက်နေသေးတယ်ဒါပေမဲ့ဒုက္ခငြိမ်းပွဲကြခင်ဗျားတို့မကျင်တတ်ဘူးငိုပွဲစင်မသွားပါနဲ့အိုးတဲ့နော်ကျင်ကြီးကျင်ငယ်ကျွန်းရတာအားမရသေးလို့သဘောပါလားဘယ်လောက်များသမုဒိယခင်ဗျားတို့ကြောက်ချထားသလဲဆိုတော့ကြည့်သားလေးမွေးလာမင်္ဂလာဘာလို့ဆိုဒုက္ခဒုံလေးရလာပြီကျွေးရမယ်မွေးရမယ်ကိုယ့်ပေါ်ရှူရှူတွေပေါက်ချလဲကောင်လေးကကြည်အောင်အမဲသေးနဲ့ပန်းလဲပြောနေတာကျင်ကြီးစွန့်ချလဲပြောနေတာခင်ဗျားတို့ဒုက္ခတဲကိုနေခြင်းတဲ့ဟာတွေအဲ့တော့ဒုက္ခလွတ်ကြောင်းဟောလို့ဖြစ်ပါမလားမဖြစ်ပြန်တော့မလို့ဖြစ်ပါမလားမေးရအောင်မခင်ဗျားတို့ဒါလေးပြုစုနေရရင်ကိုမလေးငါမြည်လေနော်မြည်ကြည့်နေတာတဲ့အိုးရှင်းသလားသဘောပေါက်သလားအဲ့တော့ဒါလေးကိုယန္နာအရှင်မြတ်ကြီးကကြိုးကြောင်ရှင်းပြအဲ့ဒီသမုဒိယကြောင့်တဲ့ဒီဒုက္ခတွေရောက်နေတာဆိုတရားဟောလိုက်တော့နှစ်ယောက်လုံးတရားနာရင်းနဲ့ဟိုတခြင်းရှို့ထားတဲ့ပုဂ္ဂိုလ်ကနာကတရားနာဉာဏ်ကခန္ဓာသူကလက်တွေ့ဒုက္ခပေါင်းစုံခံခဲ့ရပြီအခုသေတွင်သေဝလည်းရောက်ခဲ့ပြီသေကောင်ပေါင်းလဲဒုက္ခတွေသူခံစားရပြီအဲ့တော့ဒီဘဝဒီဒုက္ခကြီးကြီးတဲ့တော့ခန္ဓာမှန်ရင်ပါသစ္စာလစ္ဆဝီမင်းနဲ့ဟိုပုဂ္ဂိုလ်နဲ့ကြတော့ဟိုပုဂ္ဂိုလ်ကပိုးမြင်တယ်ရာဇဝသားပိုးမြင်တယ်ခန္ဓာကြီးကပါသစ္စာဒုက္ခသစ္စာအမှန်ပဲဆိုတော့ခန္ဓာမြဲသလားမမြဲဘူးလားကိုပိုင်သလားမပိုင်ဘူးလားအခုကြည့်လေလစ္ဆွေမင်းတွေကသားဆေးဆိုသူအသက်ခံရတယ်တခြင်းချိုခံရတယ်ခုပိဋ္ဌာကြီးကလွတ်ပဲအောင်ဆိုလွတ်လာပြန်ပြီဘုန်းကြီးစီပို့ဆိုပို့เจ้าရောက်သင်္ကန်းပို့ဆိုပို့သူပိုင်သူဘာမှကိုမလုပ်ရဘူးအဲ့တော့အတ္တလားအနတ္တလားသူကဘိုးမြင်တယ်ကျင်သလားအဲ့တော့ဒါလေးနှလုံးသွင်းလိုက်တော့တရားနာရင်းနဲ့သူ့စိတ်ထဲမှာတကယ်ကိုခန္ဓာကကိုမပိုင်ကိုမဆိုင်တဲ့အနတ္တတက်တက်ပဲနော်မမြဲခြင်းအနိစ္စတက်တက်ပါပဲသူသဘောပေါက်လာတယ်ပေါက်လာတော့ခန္ဓာပေါ်မှာတွေ့တာမှုတက်မဲ့မှုမရှိတော့ဘူးဆိုခန္ဓာကိုတက်မဲ့တွေ့တာမှုငါဥစ္စာလို့ဆုပ်ကင်ထားတာလွတ်ချလိုက်တာနဲ့ယဟနာကြီးဖြစ်သွားတယ်ဘာဖြစ်သွားယဟနာဖြစ်သွားတော့နောက်ဘဝအပယ်သွားစရာဒုတိယဘဝဖြစ်မဲ့အကျိုးပေးမဲ့ကံတွေအကုန်အဟောတိကံဒီပုဂ္ဂိုလ်တွေဘာဘဝမှအကျိုးမပေးတော့ကျေနပ်သလားဥပပစ္စဝေဒနိယကံ
အကုန်အဟောတိကံဖြစ်သွားဒါပြင်ပြင်လို့ရမရဒါကြောင့်ဘုရားရှင်ကိုတော်မြတ်ကြီးဟာဒီခန္ဓာစွန့်ပြီးနောက်ခန္ဓာရတာကြောက်เสียအကောင်းဆုံးရှင်းတယ်နော်ဒါမှမဟုတ်ဒီခန္ဓာစွန့်ပြီးနောက်ခန္ဓာရအောင်လုပ်တဲ့လူမိုက်กว่าကျင်နာကြလားအရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကတမျိုးဟောတယ်နော်ဒီဘဝစွန့်ပြီးနောက်ဘဝရတဲ့ဟာလောက်ဆင်းရဲတာမရှိဘူးဆင်းရဲတဲ့ကဆင်းရဲတဲ့မှာဒီခန္ဓာစွန့်ပြီးနောက်ခန္ဓာရတာအဆင်းရဲဆုံးပဲกว่าဟောရှာဒါကိုခင်ဗျားတို့ကျို့တို့ဗုဒ္ဓဘာသာတွေကနောက်လူချမ်းသာအကျဉ်းချင်းနတ်ချမ်းသာအကျဉ်းချင်းဟိုကပြတ်အောင်လို့ခင်ဗျားတို့ကဆက်ချင်တယ်ကြီးသွားပြောတယ်ကန့်လန့်တိုက်နေတဲ့ဟာတွေဆိုးတယ်ဆိုတဲ့လူတွေထက်ကိုဆိုးသေးတယ်ရှင်းလားရှင်းပါဗျာသဘောပေါက်သလားအဲ့ဒါသူဒီဘဝနောင်ချမ်းသာအကျဉ်းသိချင်းမဟုတ်ဘူးသူတို့တောင်းတာကြံသေးတယ်ဒီလင်းဒီသားဒီမယားနဲ့အာမလေးဗျဒုက္ခတွေကိုတထုပ်ကြီးတည်သွားခြင်းတာခင်ဗျားတို့အရင်ဘဝသားသမီးတွေလင်းနေမယားတွေမှတ်မိသလားမှတ်မိခြင်းသလားဒီလင်းနဲ့ဒီမယားတောင်မနှဲကျွေးနေရတာနောက်ဟာမှတ်မိရင်ตาဆိုးမယ်ရှင်းသလားရိုးရိုးလေးပဲစဉ်းစားကြည့်စမ်းပါဦးအရင်ဘဝသားသမီးတွေဒါမှတ်မိနေသေးရင်ဒီဘဝသားသမီးတောင်ရှာထွက်နေပြီဟမ်ရှင်းသလားသမုဒိယမသိမ့်သေး၍ဒီကနေ့အဲ့မှာယဟန္တာဖြစ်မဲ့ကံပါပြီးသားပုဂ္ဂိုလ်ကမိရှို့တတ်တောင်မသိဘူးသဘောပါလားခုခင်ဗျားတို့ဘာလို့မသိသေးဘူးတရားနဲ့တွေ့မဲ့လူတွေမို့လို့ဒါပြောချင်တာအယက်ကတို့ရဲ့ပြုံးစီလုံနေဟမ်အခုသစ္စာတရားမနာရဘူးလားလွယ်မှမနေနဲ့ကျုပ်ဟောနေလို့ပြောတာမဟုတ်ဘူးဒါတို့ခန္ဓာ၅ပါးကြားဖို့လည်းမလွယ်ဘူးအနိစ္စတစ်လုံးသိဖို့လည်းမလွယ်ဘူးဖြစ်ကြားစိတ်ကလေးလည်းဖြစ်ပြီးရင်မြင်စိတ်ကလေးဖြစ်ပြီးရင်အဲ့ဒါနိဗ္ဗာန်လက်မှတ်တည်းအောင်မလေးဒီတရားတွေ့အောင်မလို့ဒင်းတို့မသေးသေးတာငိုရင်သိချင်းစရာလေးကြီးပဲရှင်းသလားသဘောပေါက်သလားဒါပြန်မသေးပါနဲ့ဦးဘာလုပ်ကြမတရားလုပ်ဖို့ခင်ဗျားတို့ကာရာအိုကေသွားဖို့ပြောတာမဟုတ်ဘူးသဘောပါသလားတချို့ကမသေးခြင်းသေးပါဘူးတဲ့ကိုရီးယားကလေးပြီးမှတဲ့သဘောပါသလားသူကသိခြင်းစိုးသိခြင်းလို့လေရှင်းတယ်နော်မသေးပါနဲ့အောင်ပြောတာတို့မှလှုပ်เสียဒါနာသီလဘာဝနာအလုပ်တွေရှိမရှိရှိပါရဲ့သာသနာနဲ့တွေ့တော့မှနေရတဲ့ဘဝလေးတန်ဖိုးရှိအောင်အချိန်တိုင်းကြိုးစားလို့ရမရရပါရဲ့ဗျာသဘောပေါက်တယ်နော်အဲ့တော့ယဟန္တာရှင်မြတ်ကြီးကတခါတည်းတရားတွေဟောနေတော့နောက်ကပုဂ္ဂိုလ်ကလည်းတရားနာနေတယ်လက်ဆူမင်းကဟုတ်ပြီနော်အဲ့တော့ဘုရားရှင်ကိုတော်မြတ်ကြီးဆိုရင်တော့ဒါကြွေးကြော်လိုက်မှာပေါ့ကွန်းတင်ညာကြီးတရားသိသွားတော့အင်ညာသိကွန်းတင်ညောမကြည်ညာဘူးလားအခုလည်းဒီမှာရာဇဝသားကြီးတရားသိသွားပြီဟေးဘုရားဆိုရင်ကြည်ညာမှာနော်အဲ့တော့ယဟန္တာပုဂ္ဂိုလ်ကြီးဆိုသိလိုက်တယ်ဟိုပုဂ္ဂိုလ်တရားသိသွားပြီသူစိတ်ထဲမှာဘဝင်ချပြီးတော့နောက်ကံတွေအကုန်ဖြတ်လိုက်ပြီသမုဒိယသိမ့်ပြီကောဗျသမုဒိယသိမ့်တော့ဒုက္ခငြိမ်းပြီသို့သောအတိတ်ကံပေးသမျှသင်္ခါရပိစ္ဆယဝိညာဏကလာတဲ့ဝတ်ကြွေးတော့လွတ်လို့မရဘူးဒါကအပရာပရိယဝေရဏိယကံနိဗ္ဗာန်မရောက်မချင်းပြန်ပြောသားဘယ်ဘဝစမ်းတတရားဘဝမှာနိဗ္ဗာန်မရောက်မချင်းကံရဲ့အကျိုးပေးပုံတွေမှတ်ထားကျုပ်တို့မှာအပရာပရိယကံတွေများစွာရှိတယ်နိဗ္ဗာန်မဲ့ဖို့ကိုမျက်မှောက်မပြုတ်နိုင်မချင်းဒင်းတို့ကစောင့်နေတယ်သဘောပါသလားဘယ်သူကသိမ့်ထားပေးလို့တဏှာဥပါဒံသမုဒိယသစ္စာကသိမ့်ထားပေးတယ်ဒါမို့လူဝင်စားဗုဒ္ဓဘာသာဖြစ်ပြီးလူဝင်စားဆိုတဲ့စကားမပြောစမ်းပါနဲ့ဥပါဒံကြောင့်သိနေတာနော်ဥပါဒံနဲ့ခန္ဓာခင်ဗျားတို့ကျုပ်တို့ခန္ဓာဟာဥပါဒံနဲ့စွဲလန်းနေတဲ့ခန္ဓာအဲ့တော့ဘဝနီးလို့ဥပါဒံကြီးလွန်းရင်မှတ်မိတယ်ဒါပဲငါးပါးအယုံကာမဂုဏ်တွေပျော်လိုက်တော့အဲ့ဒါတွေမမှတ်မိတော့ကြီးလာတော့မပြောနိုင်တော့ဘယ်ပြောနိုင်တော့မလို့ဟိုဥပါဒံတဲ့ဒီဥပါဒံပိုကြီးသွားတာကိုအဲ့ဒါလူဝင်စားတာမဟုတ်ဘူးအကြောင်းတရားနဲ့ကျိုးတယ်ဝင်စားတယ်ဆိုရင်ဒီဘက်ဘဝကထွက်ဟိုဘက်ဘဝဝင်စားအဲ့ဒါတတ္တရဒိဋ္ဌိ
ရှင်းလားအဲ့ဒါဘာသာရေးစာတောင်တွေကြည့်တော့မလေးဝิญဉ်ကူးတယ်ဆိုလဲရေးတာပဲဒါလဲ pass ပဲလူဝင်စားတယ်ဆိုလဲရေးတာဒါလဲ pass ပဲဗုဒ္ဓဘာသာလဲဆိုသေးတယ်သဘောပေါက်လားမပြင်းရမှတွေကြတပုံကြီးမပြင်းနော်ပြင်းနေတဲ့လူတွေသာသူတို့ပြင်းခြင်းနေတာလူတွေပြင်းနေတဲ့လူကြသူတို့ပြင်းခြင်းတာချောင်းနေတာသူတို့ကနော်ပြင်းခြင်းပြင်းမင်းတို့ပြင်းခြင်းလို့ပြင်းငါပြင်းစရာရှိတဲ့လူပြင်းရရင်ပြီးတာပဲကျင်တတ်သလားသဘောပေါက်သလားအရေးတကြီးလုံးအောင်မှာသာသနာမှာအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီအများကြီးကိုမလုတ်တတ်ကြဘူးနော်မလုတ်ရမယ့်ဟာနဲ့အချိန်ကုန်နေကြကျင်တတ်သလားအဲ့တော့အခုခင်ဗျားတို့အပရာပရိယတော့ပြေးမလို့ဘူးသို့တော့ဥပပိစ္ဆကိုသိမ့်လို့ရမရကဲဒီတော့အားလုံးသိကြအောင်မေးကြည့်လိုက်အခုဒီဘဝဟာမသိပဲနေမှာလားသိမှာလားသိပါပါဗျာကဲသိပြီပဲသွားကြမှာကဲဘယ်နည်းသိကြမလို့ဟုတ်ဗျာဒါပြင်အေးစိတ်သာနေပါဟမ်နေလို့ရမလားဟောမသိလို့ပို့ကြောက်ရတယ်နော်ကင်ဆာယောဂသမား6လခံမယ်လို့ဆရာဝန်ပြောရင်အဲ့ဆရာဝန်ထိုင်းကိုကြောခဲ့ဦး तू က6လအာမခံတာသေးတယ်ကျုပ်တို့ဘယ်သူမှအာမခံမလို့ရှိဟမ်သဘောပါသလားလက်ပြန်လဲသိရင်သိသွားမှာခဏနေလဲအောင်းမယ်တရားပွဲတဲ့ငုတ်တုံတောင်သိနိုင်သေးတယ်ရှင်းလားအသိမဥခင်ဖြည်းဖြည်းလုံးဖြည်းဖြည်းဟမ်ဘယ်ချိန်သိမှမသိတော့အေးစေးပေါ့ဒီလိုလားဘယ်ချိန်သိမှမသိလို့ကိုအရေးတကြီးလုံးရမှာဟမ်ဘယ်လိုလုံးရမှာအသိမဥခင်ပြန်စဉ်းစားရည်စရာပြောတာမဟုတ်ဘူးနော်မသိဘူးလားသိမှလားသိပါပါဗျာသိပြီပဲသွားမှာသူကသူယုံထားတဲ့တဲ့နဲ့နတ်ပြည်သွားမှာပြောနိုင်လားပြောနိုင်ပါဘူးဗျာကဲဒါဖြင့်ဒီတိုင်းပဲခံနေတော့မလားပြောနိုင်အောင်လုပ်လို့မရဘူးလားရပါတယ်ဗျာဟမ်မရဘူးလားရသလားပြောနိုင်တဲ့လမ်းရှိမရှိရှိပါတယ်ဗျာငါသိရင်သပိတ်မသွတ်နဲ့ကွာသပိတ်သွတ်ရတာကိုသိခါကြလုံးလို့ဟမ်အမြစောင့်နေအောင်မဟုတ်ကဲအမြစောင့်ယူတဲ့ဘဝကြီးလုံးမလားဘာမှလှည့်ကြည့်စရာမလိုအောင်လုံးမလားဟာမဲအပြောရတော့ဟုတ်အပြောရတော့ဟမ်သဘောပါလဲနော်ဒါပေမဲ့စိတ်ချရတဲ့လမ်းရှိမရှိရှိပါတယ်ဗျာကိုယ်ပိုင်လမ်းရွေးလို့ရမရရပါတယ်ဗျာအဲ့ဒါဗုဒ္ဓဘာသာမှတ်ထားဘယ်ဘာသာမှဒီလောက်သေးကြလဲလမ်းမရှိဘူးကျန်တဲ့ဘာသာစောင့်နော်ဘယ်ချိန်လာကဲမယ်မသိဘူးသဘောပါသလားငုတ်တုတ်ထိုင်ဆောင်ရင်ဆောင်မတ်တရဆောင်ရင်ဆောင်ရင်တို့လို့ဆောင်တို့ကဆောင်เสียမလို့ငါသေရင်ဆုံးမသွတ်နဲ့ဟမ်ဆရာတော်ဘုရားကြီးသပိတ်သွတ်လို့ဟောထားတာမရှိဘူးလားယဟန္တာသပိတ်သွတ်เสียလို့သေးလားအေးယဟန္တာဖြစ်သွားတော့ခီနာဇာတိနောက်တစ်ပံဇာတိရเสียမရှိတော့ဘူးဆိုဘယ်ကုသိုလ်မှလည်းပြောเสียဘယ်အကုသိုလ်မှလည်းပူเสียကျင်ရသလားဒါဖြင့်တို့မှာအပိုင်လန်းနေရှိမရှိရှိပါတယ်ဗျာငါလုံနေကြတာလေအဲ့ဒါမေးချင်တာသဘောပါသလားခင်ဗျားတို့ဟိုဟာလဲလက်မလွတ်နိုင်ဒါလဲလက်မလွတ်နိုင်သိချင်းလို့ဟမ်ကျင်ရသလားဒါဖြင့်အမျှမျောနေရရင်ဟန်မရဘူးနော်ဟမ်တချို့ကလာသေးတယ်မလို့ဖွားသေးသွားတာအိမ်မှာမအိပ်ရဘူးတဲ့ဘာဖြစ်လို့ချောင်းနဲ့သွားပြီအဆက်ကိုကွဲပေါ့တို့ဖွားပိတ်တာဖြစ်နေပြီကျင်ရသလားသဘောပေါက်သလားဒါဖြင့်လွတ်ရလွတ်ကြောင်းလမ်းရှိမရှိရှိပါရဲ့အဲ့ဒါပိဋ္ဌာကြီးကပို့လိုက်တာသွားတယ်ဆိုတော့ဟောရာဇဝတ်သားယဟန္တာဖြစ်သွားတယ်နောက်ကလက်ဆွေမင်းလဲတရားနာရင်လည်းလက်ကလေးချီလို့သူသဘောပေါက်သွားတယ်ကံရဲ့အကျိုးပေးပုံနေနော်ကံမူအဟောတိကံလှုပ်လို့ရပုံနေသဘောပေါက်သွားတော့ဘုရားပေါ်မှာလဲသူအကျွေးမဲ့ယုံသွားတယ်တရားပေါ်မှာလဲအကျွေးမဲ့ယုံသွားတယ်သစ္စာ၄ပါးတရားဟောတတ်တဲ့ဘုရားပေါ်မှာလဲအကျွေးမဲ့ယုံတယ်မဂ္ဂင်၈ပါးတရားတော်ကြီးအပေါ်မှာလဲအကျွေးမဲ့ယုံတယ်တရားတော်တွေကိုထိမ့်သိမ်းစောင့်ရှောက်လက်ဆင့်ကမ်းနေတဲ့သူရှိက
ကပ္ပိတကယဟန္တာကြီးနဲ့တကွသံဃာဂုံတွေကိုလည်းအကျွင်းမဲ့ယုံသွားတော့ဒီနာနဲ့သောတာပန်တည်သွားသောတာပန်တည်တယ်ဆိုတော့ဘယ်တကားပိတ်သွားပြီဥပပိစ္ဆမှာအဒေဩကံကုန်ပြီသူ့အတွက်ပူเสียဘလို့တော့ဒီတော့ကြံတန်သောရိုက်ဆိုင်သောရက်ဆက်သောယုံမာသောမင်းကြီးတော့ဘသူကြံတော့သူ့သွားအတင်းပြောမနေနဲ့တင်းကလွတ်သွားပြီဘသူကြံတော့ကိုယ်ရေးကိုကြီးကြရှင်းသလားရှင်းပါဗျာမသိပါနဲ့ဦးဟမ်ဘာလို့ကြံလို့လှုပ်လေမသိပါနဲ့ဆိုရင်မသိသေးပါဘူးဗျာခင်ဗျားတို့မြင်ချင်လို့မဟုတ်ဘူးသဘောပါသလားမသိပါနဲ့ဦးပြန်ပြောမသိကြပါနဲ့ဦးသတိထားဘသူကိုဘသူကြည့်ပါလဲကိုကြည့်ခန္ဓာဘယ်နှပါအကျဉ်းချုပ်လိုက်ရင်ယုတ်တရားနဲ့နံတရားနဲ့ယုတ်ကောမြဲသလားကိုပိုင်သလားနံကောမြဲသလားဒါဖြင့်ကိုယုတ်ကိုနံကိုပိုင်ရလားဘယ်ချိန်ကြည့်ဖြစ်ပြီးရင်ဘာသစ္စာထဲမှာမဖြစ်မပြတ်တဲ့ခန္ဓာများပါသလားမဖြစ်နဲ့လို့တားကွာမပြတ်နဲ့လို့ပြောခန္ဓာမှန်ရင်ဖြစ်ပြီးတော့ဘာသစ္စာဒါမှမဟုတ်ဒုက္ခမေဝဥပ္ပစ္စမာနဥပ္ပစ္စတိဒုက္ခနိရောဓမာနနိရောဓတိဖြစ်ဒုက္ခနဲ့ပြဒုက္ခဒါပဲရှိတယ်တဲ့ဖြစ်နေတာလဲဒုက္ခပြနေတာလဲဒုက္ခအဲ့တော့မှဣဒံဒုက္ခဣဒံဟောဒီခန္ဓာ၅ပါးကြီးဒီဒုက္ခသစ္စာသက်ပါတကားဒီလိုဆုံးဖြတ်ချက်ချမှာငါလေငါသားငါမယငါသားသမီးပါသလားဘာကြီးတော့ဒုက္ခသစ္စာကြီးဣဒံဒုက္ခဣဒကံဒုက္ခဒီတဲ့ကြီးတဲ့ဒုက္ခတော့မရှိတော့ဘူးဟေးအဲ့တော့ဒါကြီးကတတ်မဲ့ဆရာတွေ့တာဆရာလုံးမရှိဘူးဆိုလွတ်ချတဲ့နေ့လွတ်တဲ့နေ့ဗါတယ်ခင်ဗျားတို့ဘယ်တော့လွတ်မှာတော့ဘယ်တော့လွတ်မှာလဲအဲ့တော့အကုန်ရှောင်းကြိုင်မထမ်းနဲ့လွတ်လိုက်တော့ကျင်နာသလားအဲ့တော့လွတ်တော့မယ်ဆိုဘုသူခန္ဓာကြီးကိုယ်ခန္ဓာကိုကြည်စံခန္ဓာဘယ်နှပါလဲဘယ်ချိန်ကြည့်ဖြစ်ပြီးရင်ဘာသစ္စာသိတဲ့ဉာဏ်ကဒီလိုမှန်ကန်သိသွားတော့ဟိုမှာလစ်ဆွေမင်းကြီးလဲကြမ်းတမ်းရက်ဆက်ရာကနေလွတ်မြောက်သွားတယ်ဟိုအာနာဘကွက်သားအာနာသားကလည်းရာဇဝတ်သားကလည်းသေမဲ့ဘေးကလွတ်သေမဲ့ဘေးတွေလွတ်တာလားတန်တရားဘေးပါလွတ်သွားပြန်ပိဋ္ဌာကြီးကကယ်လိုက်တာနော်ဟိုနတ်ကောင်းနတ်မြတ်တွေကသိနေတယ်ဘယ်ပုဂ္ဂိုလ်ကျွတ်မယ်ဘယ်သူတော့ကျွတ်တန်းဝင်တော့ဘယ်မှာဘာတရားဟောတော့မလဲဟိုလူတွေကဒါအဲ့ဒီနတ်တရားနာဖို့လိုက်ရှာနေကြတာခင်ဗျားတို့အပြဝေသာဓုခေါ်မလို့နော်ဟိုဘက်မှာတချမ်းလုံးမိုးရွာနေတယ်ဒီဘက်မရွာဘူးနော်ခင်ဗျားတို့ကံလေးတွေကျုံးနဲ့မဆိုင်ဘူးနော်ခင်ဗျားတို့ရဲ့တရားပေါ်မှာမျက်နှိုးတန်ဖိုးထားတဲ့စိတ်တွေဘလောက်များသာဓုခေါ်ကြကောဥစဉ်လမ်းမှာဖုံးဆက်ဟေးဘယ်နဲ့တော့မိုးရွာလားမရွာဘူးလေဩသာဓုတော်လိုက်ကြတာဟိုဘက်တောက်လျှောက်ရွာရှင်းသလားမော်ဘီယာထွက်လာဒီဘက်ကြီးမနေနိုင်လောက်ထိရွာတော့သဘောပါတယ်နော်ကဲကြည်စမ်းတို့မှာသာဓုခေါ်မဲ့လူတွေလည်းစောင့်နေတယ်အဲ့တော့အခုတန်တရားဆက်ကြမလားဖြတ်ကြမလားကုသိုလ်အကျိုးလိုချင်လားအကုသိုလ်အကျိုးလိုချင်လားသေအောင်မဒီလိုခုချိန်ကြီးဒါလေးမျောတော့ရှိသေးတာနော်ကုသိုလ်ကလာတော့လေခန္ဓာဘယ်နှပါဘာသစ္စာတော့အောင်မလေးဟဲ့နော်ဒီလောက်ဟောနေတဲ့ထဲကကုသိုလ်ပဲလိုက်ကြတော့နီးပြီမသေးပါနဲ့ဟုတ်ကဲကုသိုလ်အကျိုးလိုချင်လားအကုသိုလ်အကျိုးလိုချင်အားလုံးဟောတိကံဖြစ်မှလွတ်မြောက်မှာနော်ဒီကံတွေလှုပ်တဲ့ပုဂ္ဂိုလ်ဆိုတာလေပုဂ္ဂိုလ်ရှိသလားတကယ်ရှိတာခန္ဓာဘယ်နှပါဘယ်ချိန်ကြည့်ဖြစ်ပြီးတော့ကျင်တတ်တယ်နော်အကျိုးလိုတင်သေးရင်ဒီအကျိုးရဲ့ဒုက္ခခံရမလားမခံရဘူးအကြောင်းအကျိုးလွတ်တဲ့နေရာနိဗ္ဗာန်ဖြစ်ပြလွတ်တဲ့နေရာဒုက္ခသိမ့်တဲ့နေရာနိဗ္ဗာန်ကကုသိုလ်ကအကျိုးပေးတာလားအကုသိုလ်ကအကျိုးပေးတာလားမဲ့ခင်ကညံကဒါကိုကံလန်းကနေဘယ်လန်းလျှောက်အမလေးဒါကိုအတော်ပြောအောင်ပါနော်နောက်ကြုံတဲ့ပွဲတွေကြမှာညံလန်းဆက်ပြောကြတာပေါ့
ကျင်တတ်တယ်နော်အဲ့တော့အခုတော့မသေးကြနဲ့အိုးကျိုးသားအားထုတ်မယ်ဆိုဘသူကိုဘသူကြည့်ဘယ်ချိန်ကြည့်ကြည့်ခန္ဓာဘယ်နှပါမြဲတာတွေ့မလားမမြဲတာတွေ့မလားကဲခန္ဓာမှန်ရင်ဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကိုက်အေးကဲဆိုသစ္စာ၄ချက်တစ်ပြိုင်တည်းကိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ်ဆာသောသတိမလျှော့သောဇွဲလုံးလလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာဒီသာသနာနဲ့တွေ့သုံးလွတ်မြောက်နိုင်အောင်ကြိုးစားကြစို့လို့တိုက်တွန်းရင်းနဲ့မသေးပါနဲ့အောင်ဒေသနာဏိဂုံချုပ်ကြစို့